မင်္ဂလာပါရှင်ဂောပကမောက္ကလာနတုတ်ကိုပူဇော်ပါမယ်ရှင်တရားသာလင်ကိုးကွယ်ရာအရှင်အာနန္ဒာသည်ဂောပကမောက္ကလံမည်သောပုံနာအားဟောကြားထားသောတုတ်ဖြစ်ပါတယ်ရှင်ဂောပကမောက္ကလံမည်သောပုံနာမှအရှင်အာနန္ဒာအားမြတ်စွာဘုရားကွယ်လွန်ပြီးနောက်ကိုးကွယ်ရာစီကပ်ရာအဖြစ်ထားခဲ့သောတန်ဃာတော်ထေကြီးဝါကြီးယဟန်များရှိပါသလားဟုမေးရာမရှိကြောင်းဖြေဆိုခဲ့သည်တို့ဆိုလျှင်ယဟန်များသည်ကိုးကွယ်ရာမရှိဘဲစီလုံးညီညွတ်နေကြခြင်း၏အကြောင်းကအဘယ်နည်းဟုဆက်၍မေး၏ထိုအခါအရှင်အာနန္ဒာမှယဟန်များသည်ကိုးကွယ်ရာမရှိဘဲစီလုံးညီညွတ်နေကြခြင်းမဟုတ်တရားသည်သာကိုးကွယ်ရာဖြစ်ကြောင်းဖြေဆိုခဲ့သည်မြတ်စွာဘုရားပြည့်ညတ်ထားခဲ့သောစောင့်ထိန်ရန်အချက်များစွာရှိပါသည်ဥပုံနေ့တွင်တန်ဃာတော်များစုစည်း၍အပြစ်ရှိသောယဟန်များအားအပြစ်ဖြေခြင်းဆုံးမခြင်းများကိုလည်းပြုလုပ်ကြပါသည်ထိုသို့ပြုလုပ်ခြင်းကြောင့်တန်ဃာတော်များမှဆုံးမကြခြင်းမဟုတ်ပါတရားတော်မှဆုံးမခြင်းသာဖြစ်ပါသည်ဟုမိန့်တော်မူခဲ့ပါသည်